နာဂတ်မှာကမ္ဘာအရင်မြစ်တွေကုန်ခန်းနေတာကြောင့်ကုလသမဂ္ဂကလူဦးရေကိုတစ်နှစ်ကို900ခန့်လုံးစတော့ချဖို့ဆုံးဖြတ်လိုက်ပါတယ်။အမေရိကန်မှာတော့ចောင်းသားတွေကိုစာမေးပွဲစစ်ပြီးအမှတ်အနည်းဆုံးရတဲ့သူတွေကိုကွတ်မြတ်ပြီးတဲ့စနစ်ကိုကျင့်သုံးနေတာပါပဲ။ចောင်းသူလိုင်းနာကစိုင်မွန်ကိုစာပြပေးနေပြီးစိုင်မွန်ကတော့စာမရလို့အဖြေတွေပါတဲ့အထူးမြတ်ခတ်မှန်ကိုငွေပေးပြီးဝယ်ယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလိုင်းနာကဆေးရုံကဖုံးလက်ခံရရှိပြီးသူမရဲ့အမေဟာဆေးရုံကဆင်းဖို့စူးစမ်းနေတာကြောင့်ညီကိုမောင်နှမတွေနဲ့အတူဆေးရုံကိုအမြန်ပြေးသွားတာပေါ့။ဆရာဝန်ကသူမကိုဘီးကိုခေါ်ထုတ်သွားပြီးသူမအမေရဲ့အခြေအနေဟာကုသလို့မရတော့ပဲပိုဆိုးလာနေပြီလို့ပြောပြနေပါတယ်။စာမေးပွဲဖေဖို့12နာရီပဲလိုတော့တဲ့အချိန်မှာဂီဟန်နာကတောက်ကလေးကအစားတော့တွားစားမယ်လို့အဆောင်နီကိုလဲစားပြီးအိမ်ကနေခိုးထွတ်ကသူ့ရီးစားအဲလီနဲ့တွားတွေ့ပါတယ်။သူတို့နှစ်ယောက်ဟာတခြားအိမ်တအိမ်ထဲကိုခိုးဝင်ပြီးရေကူးခန်းထဲမှာစော့ကစားနေကြပေမယ့်မနေ့ဖြန်မှာတေးနိုင်တယ်ဆိုတဲ့အသွေးကြောင့်စိတ်မကောင်းဖြစ်နေကြတာပေါ့။အဲ့ဒီအချိန်မှာအဆောင်တစ်ယောက်ကရောက်လာပြီးဘလိတ်ကိုအိမ်ကိုအတင်းဆွဲခေါ်သွားပြီးဂီဟန်နာဒင်းကသူ့သားကိုစာမေးပွဲမဖြေခင်အချိန်ဖြုံးနေလို့စူးပူချိန်မောင်းနေပါတယ်။စာမေးပွဲစဖို့ထုံးလိုက်အလိုမှာအနက်ရောင်ဝစ်အဆောင်ဒီကကျောင်းကိုခြံစည်းရိုးနေတာပိတ်လိုက်ပြီးဘသူမှထွက်ပြေးလို့မရအောင်စောင့်ကြည့်နေပါတယ်။ကျောင်းသားတွေကျောင်းထဲဝင်လာချိန်မှာမိဘတွေကိုငိုယိုပြီးနှုတ်ဆက်နေကြပြီးအဆောင်ဒီကတော့ခန္ဓာကိုယ်တွေကိုစစ်ဆေးနေတာပေါ့။လိုင်နိုင်တငယ်ချင်းကဲလန်ကသူ့အဖေရဲ့အကောင့်ကို hack လုပ်ပြီးကျောင်းသားတယောက်ထွက်ပြေးတာကိုအဆောင်ဒီကပိုက်ကွန်းနဲ့ဖမ်းယူလိုက်တဲ့ဗီဒီယိုကိုသတင်းထောက်စီပို့လိုက်ပါတယ်။စာမေးပွဲစတင်ချိန်မှာလူတိုင်းက tablet ဒီပေါ်မှာအဖြေတွေကိုအာရုံစိုက်ပြီးဖြေဆိုနေကြပါတယ်။စာမေးပွဲပြီးသွားတာနဲ့အဆောင်တွေက result တွေကို set ထဲမှာချက်ချင်းစစ်ဆေးပြီးအမှတ်အနည်းဆုံးရတဲ့ကျောင်းသားတွေကိုအတင်းတမဆွဲခေါ်သွားတာပေါ့။ဘလိတ်ကဲလန်နဲ့လိုင်နာတို့ကအောင်မြင်သွားပေမယ့်ဘလိတ်ရဲ့ရီးစားအဲလီကတော့ကြာချုံးသွားပြီးအဆောင်တွေကသူမကိုခေါ်သွားပါတယ်။ဘလိတ်ကသူ့အဖေကိုဖုံးဆက်ပြီးအဲလီကိုကယ်ပေးဖို့တောင်းပန်ပြီးမြင်ဂီဟာနာဒင်းကတော့ညင်းဆိုလိုက်တာပါမယ်။စိတ်တိုးသွားတဲ့ဘလိတ်ကမီးတဲ့ဆေးဘူးနဲ့အဆောင်ကိုရိုက်နှက်ပြီးအဲလီကိုထပ်ပြေးဖို့ပြောပြီးမြင်အဆောင်တွေကသူမကိုပြန်ဖမ်းပြီးသွားပြီးကွတ်မက်ဖို့ခေါ်သွားကြတယ်။တနစ်ကြာသွားတဲ့နောက်မှာတော့နောက်ထပ်စာမေးပွဲတစ်ခုပြန်လေရောက်ရှိလာပါတယ်။ဘလိတ်ကသူ့အဖေကိုလက်စားချီဖို့အတွက်စာမေးပွဲမှာရည်ရွယ်ချက်ရှိအဖြေတွေကိုမှားဖြီးပြီးကြာရှုံးအောင်လုပ်လိုက်ပါတယ်။ဒါကိုဂီဟာနာဒင်းကတီးသွားပြီးဘလိတ်ကိုကေထုတ်ဖို့လုံခြုံရေးအရာရှိမေးစင်ကိုဖုံးဆက်ပြီးအမှတ်စင်းရင်တွေပြောင်းခိုင်းလိုက်တာပေါ့။ result ဒီထွက်လာတဲ့အခါမှာအတော်ဆုံးကျောင်းသူလိုင်နာကကြာရှုံးသွားပြီးစာမေးပွဲမှာမှားဖြီးခဲ့တဲ့ဘလိတ်ကအောင်မြင်သွားတာပဲ။ဆီယာမဘတ်ကလိုင်နာကိုနှုတ်ဆက်နေချိန်မှာလူရက်တော့ကက်တစ်ခုကိုပေးလိုက်ပါတယ်။လိုင်နာကအချင်းသေးဝစ်ဒီလဲခိုင်းနေချိန်မှာတော့ကက်ကိုပါးထဲမှာဝှိုက်ထားပြီးဘလိတ်ကတော့ဖျားချင်အောင်ဖျားပြီးအဆန့်ကိုတိုက်ခိုက်ပြီးသူ့ရဲ့လက်နက်ကိုလူယူလိုက်ပါတယ်။ဘလိတ်ကကွန်ပျူတာကန်ထဲကိုခိုးဝင်ပြီးလျှက်စစ်မီးတွေကိုဖျက်တောက်လိုက်တာကြောင့်ကျောင်းသားတွေရုံးကန်ဆန်ခတ်ထင်းနေပြီးထွက်ပြေးနေကြတာပေါ့။လိုင်နာကတော့ကက်ကိုသုံးပြီးအခန်းထဲကထွက်ပြေးလာပြီးဘလိတ်နဲ့အတူလေဝင်လေထွက်ပေါက်တွေထဲမှာပုံအောင်နေပါတယ်။သူတို့နှစ်ယောက်လေဝင်လေထွက်ပေါက်ထဲမှာသွားနေတော့မင်းနဖင်ကွတ်အပ်ပြီးဘလိတ်ကရေကူးကန်ထဲကိုပြုတ်သွားကြတာပေါ့။လိုင်နာကချက်ချင်းပဲရေထဲခုန်ဆင်းပြီးတတိမိနေတဲ့ဘလိတ်ကိုကဲထုတ်ကအသက်ရှူနှုံပြန်ကောင်းအောင်လုပ်ပေးလိုက်တာပေါ့။အဲဒီနောက်မှာလိုင်နာကတန်တောင်းကိုတုံးပြီးကြခဲ့သွားတဲ့တော့ကက်ကိုပြန်ရယူလိုက်ပြီးဘလိတ်ကတော့အဆောင်ဝစ်စုံကိုခိုးဝစ်ပြီးသူမကိုကူညီနေပါတယ်။လိုင်နာကကွန်ပျူတာခန်းထဲကိုရလာပြီးကဲလန်ရဲ့အကူကြီးနဲ့စနစ်ထဲကိုဝင်ရောက်ပြီးအမှတ်စရင်းတွေကိုစစ်ဆေးလိုက်ပါတယ်။ဂီဟာနာဒင်းကအမှတ်စရင်းတွေကိုနှစ်ပေါင်းများစွာပြုပြင်ခဲ့တာကိုသူမသိရှိသွားပြီးဒီအထောက်ထမ်းတွေကိုကဲလန်တသိန်းသတင်းတောက်စီပို့လိုက်ပါတယ်။သတင်းတောက်ကဒါကို TV မှာတိုက်ရိုက်ထုတ်လွှင့်လိုက်တာကြောင့်တနိုင်ငံလုံးအို့အော်တောင်းတင်းတရိသွားတာပေါ့။ဇလန်ပိတ်မှာတော့လိုင်နာနဲ့ဘလိတ်တို့ကအဆောင်တွေကဖမ်းမိပြီးကွတ်မြတ်မဲ့ဆေးထိုးဖို့ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့လူတို့ရဲ့ဖိအားကြောင့်ဂီဟာနာဒင်းကအမှတ်စရင်းတွေကိုပြန်စစ်ဖို့အမိန့်ပေးလိုက်ပြီးအောင်တဲ့သူတွေကိုပြန်လွှတ်လိုက်ပါတယ်။ကြာရှုံးတဲ့သူလည်းမှာပါသွားတဲ့ဘလိတ်ကဆေးထိုးခတ်လိုက်ပြီးတတိမေ့သွားပါတယ်။ဘလိတ်ပြန်လို့လာခဲ့ခါမှာတော့သူဟာမသေးပဲမီးအောက်စရုံကထူကိုရောက်နေပြီးအဲ့ဒီနေရာမှာတေးပြီးလို့ထင်ထားတဲ့သူရီးစားအဲလီကိုအသက်ရှင်လျက်ပြန်တွေးလိုက်တာပါပဲ။တကယ်တော့အမှတ်နည်းတဲ့သူတွေကိုမတတ်ဖဲဒီစက်ယုံမှာအလုတ်ခိုင်းဖို့အတွက်လှည့်စားထားတာပါပဲလी